ဆရာဝန်ကပြီးပြည့်စုံတဲ့မျက်နှာတစ်ခုကိုဖယ်ရှားလိုက်ပြီးပေါင်မုံလိုပုံစံဖြစ်နေတဲ့တခြားမျက်နှာတစ်ခုပေါ်မှာအစားထိုးကူးသားဖို့ပြင်ဆင်နေတယ်တကယ်တော့အဲ့ဒီမိန်းကလေးဟာမတော်တဆမှုတစ်ခုကြောင့်မျက်နှာပျက်စီးသွားခဲ့ပြီးမျက်နှာအစားထိုးကူးသားမှုခံယူတော့မှဖြစ်တယ်မျက်နှာကိုလူဒန်းသူကတော့ဥနောက်တည်ဆုံးပြီလို့ကြေညာထားတဲ့ဂျန်နီဇမွန်ရဲ့ကိုဖြစ်တဲ့ခွဲစိတ်ခန်းစီတွားရလန်းတစ်လျှောက်မှာဂျန်နီရဲ့မိခင်ကသူ့သမီးဘေးနားမှာအမြဲရှိနေခဲ့တယ်ဆရာဝန်တွေနဲ့တူနာပြုတွေအများပြားဂျန်နီကိုလာရောက်နှုတ်ဆက်ကြတာကိုမြင်တော့သူမအရန်ကိုစိတ်လှုပ်ရှားခဲ့ရတယ်သူမဟာဂျန်နီကိုနောက်ဆုံးချိန်နမ်းလိုက်ပြီးသမီးကိုဆရာဝန်တွေစီအနံလိုက်တယ်အဲ့ဒီနောက်ဂျန်နီကိုကုတင်နဲ့တုံးပြီးခွဲစိတ်ခန်းထဲပို့ဆောင်လိုက်ချိန်မှာဟိုဘက်ကမိန်းကလေးကလည်းခွဲစိတ်ကူတာမှုစားပွဲပေါ်မှာလဲလျောင်းနေပြီးမကြခင်မှာပဲအရာအလုံးအစင်သင့်ဖြစ်တဲ့အခါမျက်နှာစားထိုးခွဲစိတ်ကူတာမှုတရားဝင်စတင်ခဲ့တယ်ဆရာဝန်တွေဟာအကြီးအကျယ်စိတ်ဖိစီးနေကြရတယ်ဘာလို့လဲဆိုတော့ဒီခွဲစိတ်မှုဟာအစစ်မြင့်နည်းပညာတွေလိုအပ်ယုံတာမှကကံကောင်းခြင်းဆိုတဲ့အရာမျိုးလဲလိုအပ်နေလို့ပဲဖြစ်တယ်ကံကောင်းထောက်မစွာနဲ့ဂျန်နီရဲ့မျက်နှာကိုအလုံးစုံခွဲထုတ်လိုက်တဲ့အခါသူ့မျက်နှာပေါ်ကအာယုံကြောတွေမပြတ်စည်းခဲ့ဘူးဒီအချိန်မှာပဲဂျန်နီရဲ့အသက်ကလည်းကုန်းဆုံးသွားခဲ့တယ်ဘေးကမိန်းကလေးကတော့မျက်နှာအတစ်ကိုရရှိပြီးနောက်လုံးဝကြားနာတဲ့ဘဝတစ်ခုကိုကြိုဆိုခဲ့ရတယ်ခွဲစိတ်မှုပြီးဆုံးတဲ့အခါမိန်းကလေးဟာနောက်ဆုံးမှာပြီးပြည့်စုံတဲ့မျက်နှာတစ်ခုကိုပိုင်ဆိုင်ခဲ့ရတယ်တလကြာပြီးတဲ့နောက်သူမရဲ့မျက်နှာပေါ်ကခွဲစိတ်တန်ရာတွေဟာလုံးဝနီးပါးပျောက်ကင်းသွားခဲ့ပြီးဒါပေမဲ့အဲ့ဒီနေ့မှာပဲသူမဟာကိုယ့်ရဲ့မျက်နှာအတစ်ကိုကြည့်နေတော့ဂျန်နီရဲ့မိခင်ကရုတ်တရက်ပေါ်လာပြီးတောင်းဆိုမှုတစ်ခုပြုလုပ်ခဲ့လေသည်